ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့တက္ကသိုလ်ပထမနှစ်တက်ခဲ့ရပေါ့နော်ပြီးတော့ပထမနှစ်တက်ပြီးတော့ကိုဗစ်တွေဖြစ်တော့ကျောင်းနေနာပြီးတော့ဘောအတွက်ဘာလုပ်ရမလဲဆိုပြီးတော့စဉ်းစားတဲ့အခါမှာအဲ့လိုပဲ F&B live ကို career ဖြည့်ပေးဖို့စဉ်းစားခဲ့တယ်ပေါ့အဲ့နဲ့ပထမဆုံးမြန်မာပြည်မှာဘာတင်တန်းနေကောင်းလဲဆိုပြီးတော့ပထမဆုံးရှာခဲ့ရပေါ့နော်အဲ့နဲ့ပထမမြန်မာပြည်မှာပဲပထမဦးဆုံးအနေနဲ့ MHTI ကိုဒီလိုတက်ခဲ့တယ် MHTI ပြီးတော့ဆက်လို့ရမလဲစဉ်းစားပြီးတော့ overseas ကိုထွက်ဖို့ plan ခဲ့ရပေါ့နော် overseas ကိုထွက်ဖို့ plan နဲ့နောက်မှာအဲ့လိုပဲ online research တွေလုပ်တယ်ဘယ်အကြောင်းကောင်းလဲအဲ့ culinary နဲ့ပတ်သက်ပြီးတော့ F&B နဲ့ပတ်သက်ပြီးဘယ်အကြောင်းကောင်းလဲဆိုတော့အဲ့လိုနဲ့ Sunrise ကိုတွေ့ရပေါ့နော်အဲ့နဲ့ပဲ Sunrise ကို join ဖြစ်ခဲ့တာပါတည်တယ်လေဒီမှာနေတဲ့သင်ငယ်ချင်းကလေဒီ Sunrise ကိုကောင်းတယ်ပေါ့နော်ကျောင်းကြီးအများကြီးတမှာ Sunrise ကိုတက်တင်တယ်ဘန်ကီလည်းအရန်ကောင်းတယ်ပေါ့နော်နောက်သားဖားတွေလည်းဒါတိုင်ပင်ပြီးတဲ့ခါကျတော့သူတို့လည်းလေ့လာတယ်ပေါ့နော်ဘယ် Sunrise တက်ရင်ကောင်းမလားသူများပြောတာနဲ့လည်းကျွန်တော်တို့ကတော့မဟုတ်ဘူးပေါ့နော်ကိုကလည်းဒါကျွန်တော်တို့လိုက်လေ့လာတဲ့ခါကျတော့ Sunrise ကအကောင်းဆုံးဖြစ်တဲ့အတွက်ကျွန်တော်တို့ Sunrise ကိုပဲရွေးချယ်ပြီးတော့သားနှစ်ယောက်လုံးတက်ဖြစ်တာပေါ့နော်ဟုတ်ကဲ့ပါအဲ့လိုပဲ kitchen နဲ့ပတ်သက်ပြီးတော့တန်းနေလိုက်ကြည့်ရပါတော့ပထမဆုံးလိုပဲမြန်မာပြည်မှာနာမည်ကြီးနေတဲ့ကျောင်းတစ်ခုကိုပထမဆုံး join ဖြစ်တယ်ဒါပေမဲ့တက်ပြီးတဲ့နောက်မှာအဲ့ဒီအတန်းကအရင် update မဖြစ်ဘူးလို့ခံစားလို့တခြားအတန်းကိုရွေးချယ်ဖို့စဉ်းစားတဲ့အခါမှာအဲ့လိုမျိုးစုံစမ်းတဲ့အချိန်မှာ MHTI ကိုတွေ့ခဲ့တယ်ပေါ့နော်အဲ့နဲ့ပဲ join ဖြစ်တော့လောလေးစင်ပြေပါတယ် kitchen တွေကလည်း update ဖြစ်တယ်ဆရာတွေကလည်းကောင်းပါတယ်ဟုတ်ကဲ့ကျွန်တော်နာမည်တော့အောင်မြောက်စိုးလို့ခေါ်ပါတယ်ကျွန်တော်ကတော့ဒီ MHTI မှာအကြောင်းကျွန်တော်စဖွင့်ခဲ့တယ်ပေါ့ခုနှစ်ရှိပါပြီပေါ့နော်ခုနသားပြောတဲ့အကြောင်းမှလည်း73နှစ်လောက်လုပ်ခဲ့ပါတယ်အားလုံး20ရှိသွားပါပြီကျွန်တော်တို့ကဒီ hotel industry မှာလုပ်ခဲ့တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့နောက်မှလာတဲ့နောက်သားတွေကိုကျွန်တော်တို့မရခဲ့တဲ့အခွင့်အလမ်းတွေကိုပေးခြင်းတယ်အဲအကြောင်းမို့လူငယ်တွေအတွက်ကိုကျွန်တော်တို့စဉ်းစားပြီးတော့စူးစမ်းပြီးလုပ်ခဲ့တယ်သူတို့ MHTI ကိုကျွန်တော်စလုပ်တော့ဆိုရင်အဲဒီ kitchen တို့ဒီ bakery တို့အဲ့ဒီ facilities တွေကိုအတတ်နိုင်ဆုံးပေါ့နော်နိုင်ငံတကာလောက်မရင်းနှီးနိုင်တော့လည်းပဲအနည်းဆက်ဆုံးဖြစ်အောင်ကျွန်တော်တို့စူးစမ်းပြီးတော့ design လုပ်ခဲ့ပါတယ်အဲ့တော့ကျောင်းသားတွေလာတက်တဲ့အခါကျတော့ကျွန်တော်တို့ curriculum တွေရောကျွန်တော်တို့ရဲ့ဟောပေါ့ဒီ menu တွေအစဆရာသမားတွေအစကျွန်တော်တို့နိုင်ငံတကာအဆင့်မီတဲ့ဆရာသမားတွေပဲကျွန်တော်တို့ခေါ်ခဲ့ပါတယ်menu တွေကိုလည်းကျွန်တော်တို့တည်တည်ချာချာပြင်ဆင်ထားပါတယ်အဲ့တော့ဒီနေ့ကျတော့ကျွန်တော်တို့က at Sunrise နဲ့လာပြီးတော့graduation လာတိုင်နေကျွန်တော်တို့ MOU ထိုးမှာဖြစ်ပါတယ်ဆိုတော့အဲ့ MOU ထိုးဖို့လာတဲ့ခါကျကိုကျောင်းသားဟောင်းတွေပြန်တွေ့တော့ရန်ဝမ်းသာပါတယ်ကျွန်တော်တို့လည်းပဲဒီလိုပဲမျှော်လင့်ခဲ့တာပါပဲเนาะဗမာနိုင်ငံသားလူငယ်တွေတနေ့တစ်ချိန်ကြာလို့ရှိရင်ဒီလိုအခွင့်အလမ်းတွေเนาะကိုတိုင်းပြည်မှာပဲကိုရနိုင်ဖို့အတွက်ကိုတော့ Australia တို့သွားတက်ရတယ် Switzerland တို့သွားတက်ရတယ်နောက်ဆိုရင်ဗမာပြည်တွင်းမှာနေပေးနိုင်အောင်လဲကျွန်တော်တို့အပတ်တကုတ်စူးစမ်းနေတယ်အခုလည်းပဲလက်လန်းမိဖို့အတွက်ကျွန်တော်တို့လက်တံတွေကိုကျွန်တော်တို့ဖြန့်ကျက်နေပါပြီဒါကြောင့်မို့အဖေကိုလည်းကျေးဇူးတင်တယ်ပါဆိုဒါကျွန်တော်တို့ရဲ့ vision တွေပဲကျွန်တော်သားသမီးတွေပါကျွန်တော်သားလည်းပဲအဲ့လိုပဲဒီအပျော်စီးသင်းမောမှာစီးနေတာပါဆိုတော့ကျွန်တော်တို့လူငယ်တွေကို we wish you all the best ပါเนาะအနာဂတ်မှာအောင်မြင်တဲ့ပုံကိုကြီးတွေပေါ့နော်ကိုကျွန်တော်တို့ကတော့အပြင်မှာထွက်လုပ်ပါတယ်နောက်ဆုံးကျတော့ကိုတိုင်းပြည်ပဲကိုပြန်လာပြီးတော့ကိုတိုင်းပြည်ကိုတိုးတက်အောင်လုပ်တယ်ကိုစီးပွားကိုလည်းဖြစ်အောင်လုပ်မယ်ကိုနောက်ပိုင်းကို generation ကိုလည်းကိုမြင့်တင်ပေးပါလို့ပြောပြချင်ပါတယ်အားလုံးလည်းကျေးဇူးတင်ပါတယ် program တစ်ခုအသိရှိတယ်ဆိုလို့ကျွန်တော်လည်းပဲသိရတဲ့အချိန်မှာလည်းပဲစုံစမ်းကြည့်ပြီးတော့ဒီ program လေးမစိုးဘူးဆိုပြီးတော့ join ဖြစ်ခဲ့တာကျွန်တော်ကအစလို့ career ပြောင်းတာပေါ့ဘာရေးရမှမသိဘူးအဲ့ကနေလို့ MHTI ကိုတက်ပြီးတော့ဒီ Sunrise ကိုရောက်လာခဲ့တာပေါ့အဲ့လိုရောက်လာခဲ့တဲ့အချိန်မှာအဲ့လိုကိုပြန်ရှာတွေ့တာသလိုပေါ့အဲ့လိုကိုဘာတွေလိုအပ်လဲဒီမှာအဲ့လိုလိုအပ်ချက်တွေတွားတွေ့တယ်ဘာတွေလောက်ရမယ်အဲ့ဒါကိုတွားတွေ့မိရပေါ့ရှင်းလင်းမြင်လာပြီးတော့အဲ့လိုဘာဆက်လောက်ရမလဲဘာရွေးရမလဲဆိုပြီးတော့အဲ့လိုဆုံးဖြတ်ချက်လဲအဲ့လိုကောင်းကောင်းချနိုင်ခဲ့ equipment တွေရတယ်ဒီမှာအဲ့လိုအစုံပဲအဲ့လို up to date ဖြစ်တယ်အဲ့လိုအကုန်လုံးဟို technical ဘိုင်းတွေလည်းအကုန်လုံး up to date ဖြစ်တယ်အဲ့လို theory ဘိုင်းတွေမှာဆိုလဲဆရာတွေကအဲ့လိုအသေးစိတ်ကိုဒီချာရှင်းပြတယ်အဲ့တော့ဒီ culinary pastry ဒီ F&B line ကိုရေးဖို့စဉ်းစားနေတဲ့သူတွေအတွက်ဒီဟာကောင်းသောရွေးချယ်မှုတစ်ခုလို့ကျွန်တော်မြင်ပါတယ်ခင်ဗျ